စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲဟာလူငယ်တွေကိုစစ်တလင်းထဲတုံ့ပိုးမှုတွေဖြစ်လာစေခဲ့ပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပအိုးဒေသမှာပြည်သူ့စစ်အဖွဲ့တွေကလူငယ်တွေကိုအတင်းအဓမ္မတန်းတင်ခိုင်းတာတွေစစ်တပ်နဲ့တက်ခိုင်းတာတွေကြဲပြန့်လှုပ်ဆောင်လာခဲ့ပါတယ်။ပင်လောင်းဖဲခုံနဲ့ဆက်တိုက်ပွဲစီဆိုင်မြို့တိုက်ပွဲတွေဖြစ်ပွားလာပြီးတဲ့နောက်မြို့ချစ်စိတ်နဲ့ဒေသလုံခြုံရေးအကြောင်းပြပြီးပြည်သူ့စစ်မှုမထမ်းမနေရလှုပ်ဆောင်လာတယ်လို့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးကြေညာခဲ့ပါတယ်။ဒါနဲ့ရုပ်ခါနာဝါချီလိုပါချေဘုံမနေဒါနီစန်စီနာစမာဒခမ်စလိုဘတ်ရာပူတဲ့စလိုဝေภาษาเกลခမ်တဲ့လိုပါမင်းအောင်နာချနမ်မာဘာတောင်းနေစနေမာဘာချေနေစနေမီအဝငီမာဘာချေနဲ့ရုပ်ခါနာဝါစလိုရတဲ့တော့ခမ်ကိုတဲ့နမ်ပြဝေภาษาကိုတဲ့နမ်ပြထုံးချေကိုစလိုထုံးที่อยู่ขานาว่าเช่นเท่าแต่พี่ชำแต่ยับคายเดียคุ้มท่านแต่เส้นทางยับคายน้ำมดกูจะเจอกูไม่มีนะสิเนี่ยลงกูแต่พอเก็บค่อยแต่ส้นโซบาแต่ยับคายหนักยุ่งอ่านนั่นทันสิเนี่ยฉันเนื้อฟ้าเก่าคิงฟ้ากับลอยเดินแจกคิงเนาะกองกวาทุนชิ้นเอาชานะสิเนี่ยทุ่มตะนี3ตะนีก็ยับคายหน้าตัวชิ้นเอาชานะสิเนี่ยအခြားဒေသမှာစစ်မှုထမ်းသတ်မှတ်ချက်ကအသက်16နှစ်မှ35နှစ်အထိလို့သတ်မှတ်ခဲ့ပြီးမြဲပိုးဒေသတွေမှာအသက်16နှစ်အထက်မှအသက်50ကျော်အထိခေါ်ယူစစ်မှုထမ်းစီခဲ့တာဖြစ်ပါတယ်။စီကောင်စီအောက်ကပြည်သူစစ်ပေါ့။သူတို့ခေါ်ပေးတဲ့ဒီစစ်တင်တန်းပေါ့နော်ကျွန်တော်တို့တွားရတယ်။အဲဒီစစ်တင်တန်းက3ရက်ပဲပေါ့နော်ဒါကြည့်ရအုပ်စုအလိုက်ဒါပေးတဲ့တင်တန်းပေါ့အဲဒီပေးတဲ့တင်တန်းကိုကျွန်တော်တို့က3ရက်တော့တက်ရတယ်။အဲဒီတော့တက်ရတဲ့အဲမှာပေါ့နော်ဒါတရွာလုံးတက်ရတာပေါ့။အဲ့ဒီတင်တန်းကနေပေါ့နော်ပြန်လာပြီးတော့ကျွန်တော်တို့ကအခေါ်ခံရတယ်ကျွန်တော်တို့ကမတွားတော့သူတို့ကဒီကြေးဝအုပ်ချုပ်ရေးမှုပေါ့နော်ပြင်ရွာတကြီးပြီးရင်တော့ကြေးဝအုပ်စုကဒါအကြီးအကဲတယ်ပေါ့ဒါကျွန်တော်ရွာရောက်ပြီးတော့ကျွန်တော်အိမ်တက်ပြီးတော့သူတို့ကဒီထောက်ထားနဲ့ကူစစ်ပြီးတော့ခေါ်တယ်မတော်မနေရပါတော့စစ်မှုထမ်းရတယ်ပေါ့လာခေါ်တယ်ကျွန်တော်တို့ကမတော်ရင်တို့ကချင်းလျှောက်တယ်ပေါ့နော်တို့ဘယ်လိုချင်းလျှောက်လဲဆိုတော့ကျွန်တော်ပြည်သူစစ်ကနေမတော်ဘူးဆိုရင်ဒါစစ်ကောင်စီကဓာတ်ရိုက်ခေါ်ရင်ကျွန်တော်တောင်းမယူဘူးဆိုတဲ့အထီပေါ့နော်တို့ကအဲ့လောက်ဒီချင်းလျှောက်ပြီးတော့ကျွန်တော်တို့စစ်မှုထမ်းခေါ်ခဲ့တယ်ပေါ့နော်ကျွန်တော်တော့မတော်ရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီတခြားနေလွတ်လပ်တဲ့နေပြီးမှကျွန်တော်တင်းချောင်ရတယ်။ပိုးလူငယ်တွေကိုပြည်သူစစ်မှုထမ်းဖို့စစ်ကောင်စီစစ်မှုထမ်းဥပဒေမထုတ်ခင်ကတည်းက PNO ပြည်သူစစ်ကအမိန့်ကြိုထုတ်ပြီးလူငယ်တွေကိုစစ်သားဆုဆောင်မှုတွေပြုလုပ်နေတာပါ။စစ်မှုမထမ်းချင်တဲ့လူငယ်တွေဟာမိဘဆွေမျိုးတိုင်းဝိုင်းကပတ်စံချီးပြီးနိုင်ငံရပ်ခြားတို့စီလွတ်ပြီးတရားမဝင်ဖြစ်ပြောင်းလုပ်သားအနေနဲ့တွားလုပ်စီခဲ့တယ်။အဲ့လိုလုပ်တဲ့အခါမှာတရားမဝင်နီလာနဲ့ပဲနိုင်ငံခြားကိုတွားရတာကြောင့်ဖမ်းဆီးခံရတာတွေခံပုံဖြတ်အများထောက်ခံရတာတွေအမျိုးသမီးတွေဆိုလင်ကျဖက်ခံရတာတွေအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။လိုလည်းနဲ့တက်စင်ပေးတယ်။ဟိုအခွန်တက်တွေလိုက်နိုင်ရမယ့်ကျင်းဝတ်တွေကကနနာမတင်လိုက်ရတဲ့အချိန်မျိုးမှာဆိုကိုယ့်ရဲ့ data ပြန်ရောက်တဲ့အချိန်မှာမျိုးသမီးများပေါ်တမ်းဖက်မှုတွေအများကြီးဖြစ်ပေါ်လာတယ်တွေ့ရတယ်။ပြီးရင်တော့ CRSV ပေါ့လေနော်။ပရိပခနဲ့ဆက်ဆက်တဲ့လိမ်ပိုင်းဆိုင်တမ်းဖက်မှုတွေပို့ပြီးတော့များလာတော့လည်းကျွန်တော်တို့တွေ့ရတယ်ပေါ့လေနော်။ထို့အပြင်ကိုဒီစစ်မှုမထမနေရဥပဒေတွေကြောင့်မလို့အင်ဆောင်ချင်မအမျိုးသမီးတွေအနေနဲ့ကပို့ပြီးတော့ခက်ခဲစေတာမျိုးတွေတွေ့ရတယ်။သူတို့ရဲ့အမျိုးသားတွေနိစ္စရာနိုင်ငံမှာထွက်ပြေးတိမ်းရှောင်ရတဲ့အချိန်မှာကြံခဲ့တဲ့အမျိုးသမီးနဲ့ကလေးနဲ့လူအိုတွေကဒီဒဏ်တွေကိုပို့ပြီးတော့ခံစားရတယ်ပေါ့လေနော်။ထို့အပြင်ကိုဒါနေမရဲ့လုံခြုံရေးကိုချိန်ခံပြီးတော့စစ်မှုထမ်းတယ်ဆိုပေမဲ့လည်းတကယ်လူထုတွေအနေနဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်တော့စစ်သားတွေများလာလေလူထုကမလုံခြုံသလိုပိုခံစားရတဲ့အနေအထားမျိုးတွေဒီလုံခြုံရေးပေါ်မှာလည်းအများကြီးတော့တက်ရောက်တဲ့ဟာမျိုးပေါ့လေနော်မျိုးသမီးတွေရဲ့ချူတော်အနေနဲ့ကြည့်မယ်ဆိုရင်လည်းပိုပြီးတော့မလုံခြုံလာတာအကြမ်းဖက်မှုတွေပိုပြီးတော့များလာတာဆိုတဲ့ဟာမျိုးပေါ့လေပြပခနဲ့ဆက်ဆက်တဲ့လိမ်ပိုင်းဆိုင်အကြမ်းဖက်မှုတွေအများကြီးဖြစ်ပေါ်နေတဲ့ပုံမှာဆိုရင်လည်းဒါကစစ်ရဲ့အဆိုးကျိုးလည်းဖြစ်တယ်ပေါ့လေစစ်မှုမထမနေရရဲ့နှုတ်ဆက်သွဲအကျိုးဆက်တွေလည်းဖြစ်တယ်ပေါ့လေနော်ပြန်အိုပြည်သူစစ်ဆုဆောင်ထားတဲ့ပြည်သူစစ်ကိုစစ်ကောင်စီကလက်နက်တွေတပ်ဆင်ပေးတယ်လို့ပြည်သူစစ်ကအဲ့ဒီလက်နက်တွေအပြင်ပြည်သူလူထုထံလက်စင်ငွေကြေးကောက်ခံပြီးဝယ်ယူဖြစ်တဲ့နောက်တွေလည်းလှုပ်ဆောင်နေပါတယ်။စစ်မှုမထမ်းလို့တဲ့လူငယ်တွေရရလမ်းကြောင်းနဲ့နိုင်ငံရပ်ခြားကိုတင်းချောင်ပြီးရွှေ့ပြောင်းလုပ်တာနဲ့တွားလုပ်တဲ့သူရှိတယ်လို့ငွေလင်ကိုင်းဖြစ်တဲ့ကြားဖြန့်ရသားကောင်တွေဖြစ်ခဲ့ရသူတွေလည်းတူနဲ့တင်ရှိခဲ့ပါတယ်။စစ်မှုထမ်းမနေရနဲ့စစ်မှုထမ်းဥပဒေဟာလူထုကိုဖိနှိပ်တဲ့ထက်ဖိနှိပ်တာမျိုးဖြစ်စေတယ်လို့လူထုကိုပြပြတထက်ပြပြအောင်စစ်ပေါင်းကျဲအောင်အာဏာသိမ်းစစ်တပ်ကဖန်တီးနေတာဖြစ်ပါတယ်။